အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကိုတိုင်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှာတော့တိတ်တီပေါက်ခါတာဗတိစိတ်နီးနှစ်ခုမြောက်ပေးမှာဖြစ်ပါတယ်ဗျာကွန်မန့်နေတောင်းတမေးထားတဲ့မိတ်ဆွေညီများလည်းအဆင်ပြေအောင်ကျွန်တော်မိတ်ဆွေညီကမောင်နှမတွေခုနသားများလေးအဆင်ပြေအောင်မြောက်ပေးခြင်းပဲဖြစ်ပါတယ်ဗျာကျွန်တော်ကွန်မန့်နေမေးထားတယ်ပေါ့နော်ဆရာကြီးတိတ်တီပေါက်ခါတာလေးပေးပါဦးဗတိစိတ်ချင်းလို့တိုတိုနဲ့ထိထိမိမိလေးပေးပါခါတာအရှိကြီးလေးရွတ်ရတာအဆင်မပြေလို့ပါဆိုပြီးမေးထားတဲ့မိတ်ဆွေများအတွက်မြောက်ပေးခြင်းပဲဖြစ်ပါတယ်ဗျာအဲ့တော့ခါတာတဲ့တကြောင်နဲ့ပဲတကြောင်နဲ့အစွမ်းထက်တဲ့တိတ်တီပေါက်စီတဲ့အစွမ်းတက်ခါတာဗတိစိတ်နီးပဲဖြစ်ပါတယ်ဗျာအဲ့တော့ခါတာဗတိစိတ်နီးကနှမျိုးရှိပါတယ်မိတ်ဆွေတို့အဆင်ပြေတာကိုစိတ်လို့ရပါတယ်ဗျအဲ့တော့ဗျာနေကျွန်တော်တို့တွေတရားရှိလုံးပတိနဲ့မနက်9ဘက်ည9ဘက်စိတ်ပြမှာဖြစ်ပါတယ်45ရက်တီရမပြတ်ပဲစိတ်ပြမှာဖြစ်ပါတယ်ဗျစိတ်နေစဉ်အတွင်းလဲကျွန်တော်တို့တွေအမဲသားနဲ့အရက်နဲ့ရှောင်ရင်ဘလို့အစွမ်းထက်စီပါတယ်ဗျအဲ့တော့ကျွန်တော်တို့တွေစိတ်မြပတိစိတ်ရတဲ့ခါတာတစ်ချောင်းနဲ့ပဲဖြစ်ပါတယ်ဗျနမောဗုဒ္ဓယသိဋ္ဌံ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 ဆိုပြီးကျွန်တော်တွေနမောဗုဒ္ဓယသိဋ္ဌံပရိတလုံးချနမောဗုဒ္ဓယသိဋ္ဌံပရိတလုံးချပြီးတော့တရားရှိလုံးပရိနဲ့မနက်9ဘက်ည9ဘက်စိတ်နေပါတယ်ဗျပရိစိတ်ပြီးတိုင်းစိတ်ပြီးတိုင်းမှာဆူတောင်းမလဲမမိပါနဲ့မိတ်ဆွေကအကျွေးများနဲ့မိတ်ဆွေများဆိုရင်အကျွေးကြည့်ရပါလို့ဤအဲ့တော့ကိုကနေစားထိုင်ခင်းမရှိဘူးဆိုတော့အိုးဝဲအိမ်မှာရပါလို့ဤစားဖြစ်ပေါ့နော်လူချင်းတန်းချင်းနဲ့စိတ်မိတ်ဆွေများလည်းလူနဲ့တန်းနိုင်ရပါလို့ဤစားဖြစ်ပေါ့နော်ကိုအစမပြေတာတစ်ခုဖြစ်နေတာတစ်ခုတည်းကိုဆက်ဆက်မြဲလေးဆူတောင်းမှုတော့လိုပါတယ်တစ်ခုတည်းပဲဆူတောင်းမှာဖြစ်ပါတယ်ဗျအဲ့ဒါကိုကျွန်တော်တို့ပရိတပတ်ပြီးတိုင်းတစ်ခါဆူတောင်းပရိတပတ်ပြီးတိုင်းတစ်ခါဆူတောင်းမှာဖြစ်ပါတယ်ဗျအဲ့တော့ပထမပရိစိတ်နေရတော့နမောဗုဒ္ဓယသိဋ္ဌံနမောဗုဒ္ဓယသိဋ္ဌံနမောဗုဒ္ဓယသိဋ္ဌံအဲ့ဒါကျွန်တော်ပထမတတိပေါင်းနီတနည်းအဲနောက်တနည်းကတော့နမောဗုဒ္ဓယသိဋ္ဌိအရဟံဘဂဝါနမောဗုဒ္ဓယသိဋ္ဌိအရဟံဘဂဝါနမောဗုဒ္ဓယသိဋ္ဌိအရဟံဘဂဝါဆိုပြီးနမောဗုဒ္ဓယသိဋ္ဌိအရဟံဘဂဝါပရိတလုံးချနမောဗုဒ္ဓယသိဋ္ဌိအရဟံဘဂဝါပရိတလုံးချနမောဗုဒ္ဓယသိဋ္ဌိအရဟံဘဂဝါဆိုပြီးပရိတလုံးချပြီးသူလဲတူပဲမနက်9ဘက်ည9ဘက်စိတ်မဲ့45ရက်တီရမပြတ်ပဲစိတ်ပြတ်မှာဖြစ်ပါတယ်ဗျအရက်နဲ့အမေသားနဲ့ရှောင်းမင်းဘလို့အစွမ်းထက်စေတယ်အဲ့တော့ဒီဟာလေးကိုစိတ်ကြည့်ပါ45ရက်အတွင်းမှာထူးခြားတယ်ဗျကျွန်တော်တို့တွေငွေကြီးတွေဆင်ပြေတယ်ခက်ခဲကြက်တဲတွေအဆင်ပြေတယ်ပြီးရင်စီဝါကြီးဝါကြီးလေးအဆင်ပြေလာစေပါတယ်ဗျဒီဟာလေးကိုစိတ်ကြည့်ပါတကယ်ထူးခြားပြီးတကယ်အဆင်ပြေတယ်ဂါရာပတိစိတ်နီလေးပဲဖြစ်ပါတယ်ဗျအဲ့တော့ဒီဂါရာပတိစိတ်နီလေးကိုစိတ်ကြပြီးတော့ထီပေါက်တဲ့မိတ်ဆွေတွေရှိတော့စီဝါရေးစင်ပြီးတဲ့မိတ်ဆွေလေးရှိတယ်အကျိုးကျေတဲ့မိတ်ဆွေလေးများစွာရှိပါတယ်ဒါကြောင့်မိတ်ဆွေများလည်းအဆင်မပြေတာကိုစိတ်လို့ရပါတယ်ဗျအဲ့တော့ခန္ဓာနိဗ္ဗာန်ကျင်းလျရတဲ့ဗုဒ္ဓရဲ့မြတ်စွာဘုရားနမောရှိခိုးပါ၏တိတ်တန်လိုတိုင်းပြီးမြောက်ပါစေတည်းဗုဒ္ဓရဲ့မြတ်စွာဘုရားနမောယုတိမြတ်တို့လက်ဆောင်မွေရှိခိုးပါ၏ရှင်ဗျာအိမိနာနမကနုဘဝနာဤသို့ရှိခိုးရသောကုသငယ်စေနာကြောင့်မေတပိတော်သည်တိတ်တန်လိုဝင်ဆန္ဒပြီးမြောက်စီတက်သောအတတ်ပညာမင်္ဂလာစီဝအကျိုးတရားသည်အထုဘဝတုလက်ငင်းမျက်မှောက်အပီးရောက်သည်ဖြစ်ပါစေတည်းဆိုတဲ့ဂါရနဲ့ပဲကျင်းလေးပဲဖြစ်ပါတယ်ဗျဖျာရှိကိုဂါရလေးလည်းဖြစ်ပါတယ်တွိုင်းလိုင်းနဲ့ဗဇက်ကနေတို့ရွတ်သွားလို့ရပါတယ်အဲ့တော့တကိုးမန်ငယ်ကြီးမားတယ်နိုင်ဆက်ပံကွာဂုံနန္ဒကိုမချားနှင်းညာပူဇော်ရ၍ဒုက္ခတွေလာဝတ်စကြဝဠာ၌ခြားခြားလက်ပဲဘောဆက်ကုံတင်းမြတ်ကြီးစွာနေနိုင်ပါသည်တရားဖြိုးပြီးမျက်စိနေဆိုတဲ့သူ့ရဲ့အညွန်းလေးပေါ့နော်အဲ့တော့သူကနေညောရုပ်ပြရမှာဖြစ်ပါတယ်သွားနေရင်လည်းဒီကတော့ရွတ်နေအားနေရင်လည်းရွတ်နေတူလဲတူတယ်ဆိုတော့ရွတ်ရတာလည်းအဆင်ပြေပါတယ်ဂါရလည်းတချောင်းနဲ့ပဲဗျာနော်အဲ့တော့သွားနေတဲ့ရွတ်နေအလုံးလုံးနေတဲ့တခါတည်းရွတ်နေလို့ရတယ်ခီးသွားနေတဲ့ရွတ်လို့ရလဲတလန်းလုံးအန်ရည်တွေကင်းစေတယ်ဆောက်ရှောက်ကောင်းတွေရလာစေတယ်တိထီတွေပေါက်စေတယ်များစွာတော့ကျိုးကျေးဇူးပေးနိုင်စေတယ်အစွမ်းနဲ့ဂါရပတိစိတ်နီပဲဖြစ်ပါတယ်ဗျခဲတောင်းတာမေးထားတဲ့မိတ်ဆွေများအတွက်မြောက်ပေးခြင်းပဲဖြစ်ပါတယ်ဗျကျေးဇူးနာစီမိတဲ့ကျွန်တော်မိတ်ဆွေအားလုံးထူးပဲကျေးဇူးတင်ပါတယ်မိတ်ဆွေများရုပ်ပေါ်များလို့တော့ဂါရမန်နဲ့များရှိသေးရင်လည်း comment မှာရေးခဲ့မိခဲ့တောင်းခဲ့ပေးပါဦးဗျကျွန်တော်ချက်ချင်းမပြန်လည်းမြောက်ပေးပါတယ်ဗျကျွန်တော်မိတ်ဆွေအားလုံးလည်းတိထီတွေပေါက်ကြပါစေလူနဲ့တန်းနိုင်ကြပါစေဗျ